ကဲအားလုံးပဲမင်္ဂလာပါဗျ Football Day ID Channel ကနေပြောညီကိုတို့အားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်မင်းညကကျွန်တော် Lead Body ကြိုက်ခဲ့တာကျွန်တော်နဲ့အကြိုက်တူတယ်ညီကိုတွေအနေနဲ့ရားလိုက်ကြမယ်လမ်းလိုက်ကြမယ်လို့ထင်ပါတယ်ကျွန်တော် Tele မှာချပေးခဲ့တဲ့ပွဲ၃ပွဲစလုံးကလည်း OK ခဲ့တာကိုတွေ့ရတယ် Tele ကချစ်ကိုတွေလည်းအခုချိန်မှာဆိုရင်တာယာဆိုပြနေလောက်ပြီလို့ထင်တယ်မကြိုင်းရသေးတဲ့ညီကိုတွေလည်းတာယာဆိုပြနေတယ်ဆိုရင်ကျွန်တော်ရဲ့ Channel လေးကိုလာရောက် join ပြီးကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါရစေခင်ဗျ OKဒီနေ့ညမှာကစားသွားမယ် Premier League 2 share ပွဲကောင်းတစ်ပွဲကိုကျွန်တော်ရဲ့ချစ်ကိုတွေအတွက်ကျွန်တော်ကနေပြီးရွေးချက်သုံးသက်ပေးမှာပဲဖြစ်ပါတယ်အဲ့ဒီပွဲကတော့ Wood နဲ့ Chelsea ပွဲစဉ်ပဲဖြစ်ပါတယ်ဗျ။ဟောဒီကတော့ Chelsea ကနေပြီးတစ်လုံး30နိုင်ပေးထားတယ်။ကိုပေါင်းလေးကတော့3လုံး50နိုင်ပေးထားတာကိုတွေ့ရတယ်ဗျ။အဲ့ဒါရ Chelsea က Wood ကို12ပွဲနိုင်4ပွဲတည်နေ6ပွဲရှုံးနေထားတာကိုလည်းတွေ့ရတယ်။ Wood တို့ကနောက်ဆုံး5ပွဲမှာ1ပွဲနိုင်2ပွဲရှုံးပြီးတော့2ပွဲတည်ရလက်ထွက်ထားတယ်။ Chelsea တို့ကတော့နောက်ဆုံး5ပွဲမှာ4ပွဲနိုင်ပြီးတော့1ပွဲရှုံးနေထားတာကိုလည်းတွေ့ရတယ်ဗျ။ရှုံးနေထားတဲ့အသင်းကလည်း Arsenal ကို CFN Semi Final တုန်းကရှုံးနေထားတာဖြစ်တယ်။အခုရသည် Chelsea အသင်းဟာနီးပြ Rosinia လက်ထက်မှာခြေစွမ်းပြန်မှန်လာပြီလို့ပြောရမယ်ဖြစ်တယ်။ရမှတ်40နဲ့အတူအဆင့်9နေရာမှာရှိနေတယ်။ဥရောပဝင်ခွင့်တက်အဆင့်4နေရာက Man U နဲ့တမက်ပဲကွာဟနေတာကိုလည်းတွေ့ရတယ်။ Man U အသင်းကလည်းဒီည Old Trafford မှာစပါးနဲ့ကစားသွားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပွဲချက်တဲ့အနေအထားဖြစ်နေတာကိုတော့တွေ့ရတယ်။ဒီခွင့်ရေးကိုနီးပြ Rosinia ရဲ့ Chelsea အသင်းဟာအမိရ3ချသွားမယ်လို့ကျွန်တော်ကတော့ထင်နေတယ်။ Chelsea ရဲ့အဝေးကွင်းစွမ်းဆောင်ရည်ကလည်းကောင်းနေတာကိုလည်းတွေ့ရတယ်။အဝေးကွင်း3ပွဲပဲရှုံးနေထားတာကိုလည်းတွေ့ရတယ်ဗျ။လူစင်းပိုင်းရမှာတော့ Chelsea မှာဒဏ်ရာပြဿနာအနည်းငယ်တော့ရှိနေတယ်ဒါပေမဲ့ကျွန်တော်ကတော့ Chelsea ကိုပိုကြိုက်တယ် Chelsea body လေးပေးခြင်းတယ်ကိုပေါင်းလေးရဆိုရင်တော့ကိုအောက်လေးကိုရွေးချက်ပေးလိုက်ပါလေဗျစောနေကြီးသွားပေးတဲ့အတွက်ညီကိုတို့တယောက်ချင်းစီတောင်ကျေးဇူးတင်ပါတယ်ဘွယ်အောင်လေးမောင်းတဲ့လေးလည်းတင်ဆက်ပြီးတော့မှာမလို့ကျွန်တော်ရဲ့ Telegram channel လေးကိုလာရောက် join ကြပါအောင်ကျွန်တော် channel ရဲ့ link ကိုလည်းကျွန်တော်ရဲ့ bio မှာချထားပေးပါလေဗျ